တွေးကလူကိုလေးစီတာစိတ်ကိုလေးသွားတာရောအတွေးမှန်တယ်မြလေမကောင်းတဲ့အတွေးဆိုရင်ခေါင်းထဲကိုမထားရဘူးထုတ်ပလိုက်အတွေးဆိုတာရှိရမှာမဟုတ်အတွေးဆိုတာသိရမှာအတွေးဆိုတာကိုယ်အတွေးကိုမသိလို့သူကတွေးနေတာအတွေးကိုသိတာနဲ့အတွေးမရှိတော့ဘူးဟုတ်ရလားတရားအားထုတ်နေထိုင်ကြည့်ပါလားတရားတိုင်းတဏှာရီလောက်တရားတိုင်းဟိုတမာရီကမတီတော့အတွေးတွေနဲ့ပတ်ချလဲအိမ်ရောက်လိုက်ဟိုသားသမီးစိတ်မချနဲ့ဟိုငါသွားရင်ငါအိမ်ကသမီးလေးဘယ်လိုလုပ်မလဲမြည်လေးဘယ်လိုလုပ်တရားတိုင်းနေနဲ့အတွေးတွေနဲ့ပတ်ချလဲတဏှာရီကို45မိနစ်လောက်တွေးပြီးတော့မှပြန်ပြီးစိတ်ကတတိပြန်လဲဟောငါတွေးနေပါလားနိုင်ကြည့်လိုက်တော့15မိနစ်ပဲကြာတော့ငါတွေးနေပါလားလို့သိလိုက်တဲ့အချိန်တွေးတဲ့စိတ်ရှိသေးလားရှိတော့အတွေးဆိုတာသိရမှာသိရင်မတွေးတော့မသိလို့တွေးနေတာအဲ့တော့မသိဘဲနဲ့တွေးနေတဲ့အတွေးမှားတွေများခေါင်းထဲမှာထည့်တိုင်းအတွေးမှားရင်ဝေးသွားပြီးတော့စိတ်ကိုလေးသွားတော့ရမလို့ပစ္စည်းဝတ္ထုကိုထမ်းထားရင်ရုပ်လေးတယ်တဲ့ပစ္စည်းဝတ္ထုကိုထမ်းရင်ဆိုင်အကြီးပခုံးပေါ်ထမ်းတာလေးလားမလေးဘူးလားအတွေးမှားကိုထမ်းထားရင်စိတ်လေးတယ်အတွေးကိုထမ်းထားရင်စိတ်လေးပါလေအဲတော့အတွေးတွေထမ်းမထားရဘူး